နောက်ဆုံးမှာတော့သူကိုယ်တိုင်အမှန်တရားကိုသိဖို့တာမန်ကိုရန်တော်တယောက်လိုဟန်ဆောင်ပြီးအေးနှန်းဆောင်ထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူမသိသေးတာကတော့ဒီတစ်ခေါက်ဝင်သွားပြီးရင်သူ့ဘဝတစ်ခုလုံးပြောင်းလဲသွားတော့မယ်ဆိုတာပဲဘယင်ဟာတာမန်ကိုရန်တော်တယောက်လိုဟန်ဆောင်ပြီးအေးနှန်းဆောင်ထဲဝင်လာခဲ့တယ်သူထင်ထားတာကတန်ချမ်းချမ်းဟာအပြစ်ဒဏ်ခံနေရတဲ့မိဖုရားတယောက်ဖြစ်နေမယ်ဆိုတာဒါပေမဲ့သူမြင်လိုက်ရတဲ့မြင်ကွင်းကလုံးဝမတူခဲ့ဘူးအေးနှန်းဆောင်ထဲမှာမီးပိုတွေလင်းနေတယ်လူတွေရေမောနေကြတယ်အသားကင်နှန်းတွေကနေရာအနှံ့ပြတ်နေတယ်ပြီးတော့တန်ချမ်းချမ်းကအဲ့ဒီနေရာရဲ့ဘယင်မတယောက်လိုရက်နေခဲ့တယ်ဘယင်ကိုမြင်တော့သူမကအထူးဆန်းမလုပ်ခဲ့ဘူးစားချင်ရင်တန်းစီလို့ပဲပြောလိုက်တယ်ဘယင်အံ့ဩသွားခဲ့တယ်သူ့ဘဝတစ်လျှောက်ဘယ်သူမှဒီလိုမဆက်ဆံဘူးဒါပေမဲ့အသားကင်နှန်းကြောင့်သူလဲတန်းစီလိုက်ရတယ်စားလိုက်တဲ့အခါမှာတော့မျက်လုံးတွေကျဲသွားခဲ့တယ်နန်းတော်စဖို့မှုတွေချက်တဲ့ဟင်းတွေထက်တောင်ပိုအရသာရှိနေခဲ့တယ်ဒါပေမဲ့ပြဿနာကအဲ့ဒီမှာစတယ်ဘယင်မှာပတ်စံမပါလာဘူးတန်ချမ်းချမ်းကချက်ချင်းပြောလိုက်တယ်ပတ်စံမရှိရင်အလုပ်လုပ်တဲ့ဘယင်ဒေါသထွက်သွားပေမဲ့သူ့ရဲ့အထောက်ထားကိုမဖော်နိုင်ဘူးဒီလိုနဲ့ဂျုံကျိတ်ဆက်ကိုတွန်းရင်းအကျွေးဆက်ရတဲ့အလုပ်သမားဖြစ်သွားခဲ့တယ်တစ်ချိန်ကလူတိုင်းဦးညွတ်ရတဲ့ဘယင်အခုတော့ပဲနိုးလုပ်ဖို့ပဲကြိတ်နေရပြီတန်ချမ်းချမ်းကလည်းသူ့ကိုမျက်နှာသာမပေးဘူးအလုံးမလုပ်ရင်စူတယ်မှားရင်တန်ရိုက်တယ်ဒါပေမဲ့ဘယင်ရဲ့စိတ်ထဲမှာတော့ထူးဆန်းတဲ့ခံစားချက်တစ်ခုပေါ်လာခဲ့တယ်နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်သူ့ကိုဘယင်အဖြစ်မမြင်တဲ့သူတယောက်နဲ့တွေ့ခဲ့ရတာပဲတန်ချမ်းချမ်းကသူ့အာဏာကိုမကြောက်ဘူးသူ့မျက်နှာထားကိုမကြည့်ဘူးသူ့ကိုတာမန်လူတယောက်လိုပဲဆက်ဆံခဲ့တယ်အဲ့ဒီအချိန်မှာဘယင်သတိမထားမိသေးတာကတော့သူ့နှလုံးသားကတဖြည်းဖြည်းတန်ချမ်းချမ်းစီရောက်သွားနေပြီဆိုတာပဲအဲ့ဒီနောက်ဘယင်ကနေတိုင်းအေးနှန်းဆောင်ကိုလာဖြစ်နေခဲ့တယ်အကြောင်းပြချက်ကတော့အကျွေးဆက်ဖို့တဲ့